ကိုပိုင်လုပ်ငန်းတစ်ခုစတော့မယ်ဆိုလို့ရှိရင်အရန်ရေးကြီးဆုံးအရာတစ်ခုရှိတယ်ပတ်စံမဟုတ်ဈေးကွက်ပဲအဲ့ဒီဈေးကွက်ကိုဘယ်လိုမြင်လဲဆိုတာအရန်ရေးကြီးတယ်အဲ့တော့လက်ရှိဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကိုပိုင်လုပ်ငန်းလုပ်ဖို့စိတ်ဝင်စားနေတဲ့စဉ်းစားနေတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်ပြောချင်တာကဈေးကွက်ကိုမြင်တဲ့အမြင်မှားလို့ရှိရင်အဲ့ဒီဈေးကွက်ပေါ်မှာလှုပ်ဆောင်တဲ့အရာမှန်တွေများမှားပါတယ်ဈေးကွက်ကအရန်ကောင်းနေတယ်တို့အရန်ဆိုးနေတယ်တို့ကပြင်ပအမြင်တစ်ခုလေးနဲ့ပဲကိုကလိုက်ပြီးဆုံးဖြတ်ချက်ချလို့မရဈေးကွက်ကိုတခြားကြည့်တတ်ဖို့လိုတယ်အဲ့ဒီပြင်မှာဘာပို့ပြီးရေးကြီးဆုံးလဲဆိုတော့တကယ်ကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေအနည်းဆုံးသူတို့လုပ်တတ်တဲ့ marketing ကကြော်ညာမယ် pamphlet ပေးမယ် promotion ဈေးလေးတွေလျှော့ပြီးရောင်းမယ်ဒါပဲသူတို့လုပ်ဘယ်အချိန်မှာကြော်ညာမယ်ဘယ်အချိန်မှာ promotion လုပ်မယ်ဆိုတော့တိကျတဲ့အဖြေတွေတို့မှမရှိဘူးဘာကြောင့်ကြော်ညာတာလဲဆိုတော့လူသိအောင်ကြော်ညာဘယ်လိုလူတွေသိအောင်ကြော်ညာမလဲဘယ်လိုလုပ်မလဲဈေးကွက်ထဲကဘာတွေကိုသိချင်နေကြရလဲလူတွေသိချင်တဲ့အကြောင်းအရင်းကိုမကြော်ညာဘဲနဲ့ကိုကြော်ညာချင်တာပဲကြော်ညာနေရင်တော့ကြော်ညာဆိုတဲ့အတိုင်းပဲကြော်သွားမှာပဲအဲ့တော့ပြောချင်တာကကိုယ့်ရဲ့လုပ်ငန်းမှာပို့ပြီးတော့ဈေးကွက်ထဲမှာနေရာပို့ပြီးရချင်တယ်ဈေးကွက်ထဲမှာပို့ပြီးတော့ဝယ်သူများများရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောတဲ့အချက်တစ်ချက်ကိုလုံးဝမမေ့ပါနဲ့ကျွန်တော်တို့လုပ်ငန်းသေးရတယ်ဟိုးလုပ်ငန်းကြီးတဲ့အထိအရန်ကိုမှတတိထားပြီးဂရုစိုက်နေရတဲ့အရာတစ်ခုရှိပါဘာလဲဆိုတော့ marketing decision making ပဲအဲ့တော့ဈေးကွက်ဖော်ဆောင်တဲ့နေရာမှာဆုံးဖြတ်ချက်ချတာမှားယွင်းသွားရင်သူ့ရဲ့လုပ်ငန်းကဘလို့မှဖတ်ဆယ်လို့မရတော့တချို့လုပ်ငန်းတွေဆိုရင်လုပ်ငန်းသေးသေးတွေဒါပေမဲ့လုပ်ငန်းကြီးတွေလုပ်တဲ့ကြော်ညာတွေလိုက်လုပ်တယ်လုပ်ငန်းကြီးတွေလုပ်တဲ့အရာမှန်တယ်များအကုန်ရှောက်လုပ်တယ်နာမည်ကြီးခြင်းလို့ဒါဆိုလဲသူတို့ရဲ့လုပ်ငန်းမှာဘာ effect မှဖြစ်မလားဘာမှလည်းမထူးပြောချင်တာကကိုကလုပ်ငန်းတစ်ခုလုပ်နေပြီဆိုရင်ဈေးကွက်ကိုလည်းအဓိကအရေးကြီးတယ်ဈေးကွက်ကိုလည်းသိဖို့လိုတယ်ဈေးကွက်ထဲမှာဘာတွေရှိလဲဆိုတဲ့အရာကိုတော့အသေးစိတ်မဖြစ်မနေသိအောင်လုပ်ဖို့လိုတယ်ဈေးကွက်ထဲမှာဝယ်သူတွေရှိတယ်ပြိုင်ဘက်တွေရှိတယ်ဒီလောက်နဲ့ကျွန်တော်တို့ပြီးသွားမယ့်ကိစ္စမဟုတ်ဈေးကွက်ဆိုတဲ့အတိုင်းပဲဈေးကွက်မှာအကျဉ်းကြီးပဲဈေးကွက်ကြောင်းကောင်းကောင်းနားလည်တော့မှဘလို့ဈေးကွက်ဖော်ဆောင်ရမလဲဆိုတာသိအောင်ဈေးကွက်မဖော်ဆောင်နိုင်ဈေးကွက်မှာနေရာမရအောင်ဈေးကွက်မှာနေရာမရရင်ရောင်းရနေနဲ့ပဲအမြဲတမ်းဖြစ်နေလိမ့်မယ်ကျွန်တော်ပြောချင်တာက marketing decision making မှာရင်လုပ်ငန်းတစ်ခုလုံးမှာပျက်စီးနိုင်ပါတယ်နောက်ဆက်တွဲတော့မှဈေးကွက်ပေါ်မြင်တဲ့အမြင်ပြောင်းလဲဈေးကွက်လှုပ်ဆောင်မှုတွေပြောင်းလဲတော့မှလုပ်ငန်းကဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်တိုးတက်လာတာဖြစ်ပါအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကိုယ့်ရဲ့လုပ်ငန်းမှာဈေးကွက်ထဲမှာပို့ပြီးနေရာရခြင်းနဲ့ဈေးကွက်ဖော်ဆောင်မှုကိုတကယ်ထိရောက်တဲ့ဈေးကွက်ဖော်ဆောင်မှုတွေလုပ်ခြင်းနဲ့ marketing တွေကောင်းကောင်းလုပ်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့လူကြိုက်များတယ်ဆိုတာထက်ကျွန်တော်အဲ့စကားတော့မသုံးချင်တက်ပြီဆိုတာနဲ့ကိုအဲ့လူတွေရဲ့အတွေးတွေပြောင်းသွားတာ marketing mindset marketing ပေါ့မြင်တဲ့အမြင်တွေပြောင်းသွားတယ် marketing လုပ်ချင်တဲ့စိတ်တွေဖြစ်လာတယ်အရင်တော့မှားပြီးတော့လုပ်ခဲ့တဲ့ marketing တွေကိုသူတို့လုံးဝလုပ်ကြတော့မှာမဟုတ်အဲ့လိုမျိုး marketing မှားယွင်းတာလုပ်တဲ့အတွက်ကြောင့်ပတ်စံတွေအများကြီးပဲကုန်တယ်ဘာမှလည်းအကျိုးမရှိဘူး marketing ကတော့ငွေကြေးအတိုင်းတာတစ်ခု invest လုပ်ရတယ် invest မလုပ်ဘဲနဲ့ပြန်ရစရာဘာကြောင့်မှမရှိဘူးပြောချင်တာကိုကအမှန်တကယ်ထိထိရောက်တဲ့ marketing လုပ်ချင်တယ်ပြိုင်ဘက်တွေနဲ့လည်းလုပ်ငန်းဆိုတာပြိုင်ဘက်ရှိမှာပဲအဲ့ပြိုင်ဘက်တွေနဲ့လည်းအတိုင်းအတာတစ်ခုလောက်ထိရှေ့ရောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အခုလာမယ့်ဒီဇွန်လ21နဲ့22 MICD ဘက်မှာ SMS batch 5ကိုဖွင့်ပါမယ်ဒီဟာဒါကျွန်တော် SMS ဖွင့်တာ batch 5ချိန်မြောက်ရှိပါပြီတက်တဲ့သင်တန်းသားတိုင်းအကျိုးရှိရဲ့အပြင်ဟိုမှာတို့လုပ်ငန်းတွေမှာအများကြီးပဲ marketing အမြင်ပြောင်းလဲသွားတဲ့ကြောင့်လုပ်ငန်းမှာတိုးတက်ပြောင်းလဲမှုတွေရှိကြတယ်တချို့ဆို SMS ဘက်တဲ့တည်းလုပ်ငန်းရဲ့10ဆလောက်ပြောင်းလဲသွားဒါတွေကတော့သူ့ရဲ့လှုပ်ဆောင်မှုမူတည်လူတိုင်း10ဆပြောင်းလဲမယ်လို့တော့မဆိုလို့ကျွန်တော်အဲ့အတွက်ကြောင့်လည်း SMS တိုင်း10ဆပြောင်းလဲမယ်လို့မပြောချင်ဘူးပြောချင်တာအဲ့ SMS ကိုစိတ်ဝင်စားတယ်တကယ်လည်းတက်ချင်တယ်ဆိုလို့ရှိရင်အချိန်2ရက်ပေးရမယ်ရန်ကုန် MICD ပတ်မှာကျွန်တော်သင်မယ်မနက်9:00နဲ့ညနေ9:00နာရီနောက်ဆုံးပဲ10:00နာရီဆိုတို့ကတကားပိတ်ထားတော့ဘယ်လုံးမပြန်လို့မရတော့ကျွန်တော်နည်းနည်း sharing လုပ်ရင်နည်းနည်းပို့ပြီးတော့များတယ်အခုကျွန်တော်ပြောနေတာကျွန်တော် model မြန်မာရှိရဲ့ကျွန်တော်ရဲ့ we solo showroom ရဲ့ကျွန်တော် executive room မှာကျွန်တော်ပြောနေတာပြောချင်တာဒီလိုမျိုးကျွန်တော်ရဲ့အတွေ့အကြုံတွေကျွန်တော်သိထားတဲ့အရာတွေကျွန်တော်ရဲ့အောင်မြင်ခဲ့တဲ့ consulting နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရော
တကယ်ကိုမှကဘာကျော်ဆရာကြီးတွေစီကလေ့လာထားတဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီးတော့မြန်မာနိုင်ငံမှာဘလို့မျိုးစီးပွားရေးကိုအောင်မြင်အောင်လုပ်ရမလဲဆိုတဲ့အရာတွေကိုကွက်ကွက်မြင်အောင်ကျွန်တော်ပြောမယ်အဲ့တော့ကိုယ့်လုပ်ငန်းအောင်မြင်နေတယ်ဆိုလို့ရှိရင်တင်တန်းကြီးကတော့ဘာမှမရှိပါဘူးတင်တန်းကကျွန်တော်ကဒါ entry level အားလုံးလေ့လာနိုင်ဖို့အတွက်ပဲကျွန်တော်စီစဉ်ပေးထားတာဆိုတော့မဖြစ်မနေရအောင်တက်ပါကိုမှလက်ရှိလုပ်ငန်းလုပ်နေပြီးတော့ SMS ကိုမတက်ဘူးဆိုရင်တော့တေးကြတယ်ကိုတီးတဲ့လောက်သိမှာမဟုတ်ဘူးကိုမှလုပ်ငန်းတွေးကြုံလောက်ပဲရှိနေမယ် marketing နဲ့ပတ်သက်ပြီးတော့ကိုဘာမှမလေ့လာထားရင်ဘာမှသိမှာမဟုတ်ဘူးအဲ့တော့ကိုပြန်မဲ့နေကိုစီမှာအများကြီးပဲကြုံသွားနိုင်တယ်ကျွန်တော်ပြောချင်တာကိုလုပ်ငန်းမြဲကျင်တယ်ဈေးကွက်ထဲမှာနေရာကောင်းကောင်းရကျင်တယ်ခိုင်မာနဲ့ရက်တည်ကျင်တယ်ဒီတဲ့ပို့ပြီးရနေတဲ့နေရာကိုထက်ချဲ့ကျင်တယ်ဆိုရင်တော့ SMS ကနေစပါလို့ပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ SMS training ကိုစိတ်ဝင်စားတယ်ဆိုရင် SMS 05လို့ဒီဗီဒီယိုရဲ့အောက်မှာရေးခဲ့ပေးပါအခုကျွန်တော်ပြောတဲ့အကြောင်းအရာအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာ yes လို့ရေးခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ကောင်းသောနေ့ရက်လေးဖြစ်ပါစေကျွန်တော်နာမည်ကိုစင်မွေးဝေပါမြန်မာနိုင်ငံမှာတကယ်ကမ္ဘာ marketing အဖွဲ့အစည်းနဲ့အသိအမှတ်ပြုပြီးတော့ကျွန်တော် exclusive partner အနေနဲ့ကျွန်တော်တို့လည်းလုပ်နေပါတယ် no marketing no sales ဆောင်လည်းကျွန်တော်ထုတ်ထားတယ်ကျွန်တော်တကယ်ဥမာ strategic consulting high pick ပေါ့နော်တကယ်ကျွန်တော် consulting fee ဆက်များတယ်တကယ်တစ်ရောက်ပြောကျွန်တော်ကူညီပေးနေပါတယ်ကျွန်တော်အကြောင်းသိချင်တယ်အခုမှကျွန်တော်မြင်မှုတယ်ဆိုတော့ကျွန်တော် page ကိုဝင်ကြည့်ပါကျွန်တော်တင်နန်းသားတွေသူတို့တကယ်ပဲတင်နန်းတက်ပြီးပြောင်းလဲသွားတဲ့ result တွေရှိတယ်အဲ့ဒါကြီးပြီးတော့မှတင်နန်းလာတက်ပါအဲ့တော့ကိုသူများပြောတာမယုံကြည်ဘူးကိုလက်တွေ့ကြည့်ကျင်တယ်ဆိုရင်တော့ဘာမှလေ့မလာဘဲနဲ့လာတက်လိုက်အရှုံးမရှိစေရဘူးလို့ကျွန်တော်လုံးအာမခံတယ်အချိန်တွေရောငွေတွေရောโอเคပါ SMS မှာအောင်မြင်ခြင်းတဲ့လုပ်ငန်းတွေတကယ်ကိုမှစီးပွားရေးလုပ်ငန်းခေါင်းဆောင်တွေနဲ့ကျွန်တော်တို့ရှုံးမယ်ကျေးဇူးတင်ပါတယ်ဒါကဈေးကိုဖြစ်စေနိုင်တဲ့ຢာတွေပေါ့ awareness ဖြစ်စေနိုင်တဲ့ຢာတွေကျွန်တော်ဆိုလိုတဲ့ marketing ဝန်ထမ်းကလေဈေးကွက်အခြေအနေကိုလေမပြတ်စောင့်ကြည့်ရမယ် commentator တွေဘာလို့လဲစောင့်ကြည့်ရမယ်ပြီးရင်ဖြစ်လာမယ့်အရာတွေပေါ်မူတည်ပြီး customer တွေဘယ်လိုပြောင်းသွားနိုင်လဲ customer တွေစိတ်တွေဘာ